Kana say wing it Jesus finished on the cross. Amen. Credon I think up Yaga Teta do generation. Amen. Credo blood like Ragotia Tibiro, look at the Piao Jesus in a Bokoro Jesus in a Jamaga Credon I share to it. Ugon Chepiata at it. Oh, speak a theatre Jesus in a Nello a theatre Jesus in a saw a theatre Jesus in a Nello a theatre Jesus in a Jo a cho a theatre Jesus in a Doi a theatre Jesus in a Vain a theatre Jesus, Tyro a theatre Jesus in a Hormones or a cherry poma, Matrebanya, because of a hormones problem. Hormones a theatre Jesus in a yeah, Amen. Raja, cut toya, a tip said it. Tomorrow down hobo, tomorrow net the sign it at me alone. At the winging out of Piaga, you're near Credona, she had to tia a jo, a tachi see. Now so, dear longer, everything is new financially, new so new Ragua, Nokpado won't come, Amen. As a Piaga, to Nokpado Tibro to Tiaga, Tio Lumere, Pia Lokine Yaria. Jesus ro chimone bakuna tite pyotaria kro Jesus tre kro chaw ha shin yare kro pere mi ta su twe Jesus ne kro ayaka tai bo a chet do api chama bi phit do chaw Jesus ne amen pi ro nya ma le ai ma pyo attack rely le my God is not giving me the spirit of fear but of a power love a sound mind amen e pi ro resist the devil he will flee from you it is written nak pa ma mana ko sita cha lo thoto pyo tino tha ka thwet pi me de so ro Yeshua mane mana sitare. Yeshua ma jamatanga twepi. Yeshu koraiga janza ladiga. Nokpado ma jetare era jan nokpado myamya tibolore. Amen. Tire hago era lai kwa era ne kaje biro era go wunkale. Winye ne zati ne kwaraga zati so yin. Zati ga chechi reflect zati ma phit de. Winye jaro zati ga elo zati ga ne twa biro di kansa check go win ne. Kansa cheka ne ho winyin ti win nga ye cha de ti elo twa la zati ye alok ka phaya alok ja ro mhou bu winya ja ro spirit ko ayin twa de phaya ka spirit ka ne soul atwai ko twa di kansa che ne mind ko ku de era pi ma di physical ma manifest phit de amen so ne ne era jaw lu ga winyi ye alok ka elo myo phit de kha ma winya ma long ne biစိတ်ပိုင်းမှာနည်းနည်းအထည်ယူလာအဲ့ဒါမဆောင်းနိုင်ဘူး physically မှာမမြင်ရတဲ့အခါမှာအရှုံးပေးပြီးတော့ကွာဇာတိကွာခွင်ပေးပြီးတော့ပြန်ပြောနှုတ်လက္ခဏာတွေပြန်ပြောဟာလုံနေကြအတိုင်းပြန်လုံ enemy ရန်သူကအခွင့်ပေးအဲ့ဒါနဲ့ပဲကျမတို့တွေကတန်တရားလေးပြီးတော့ဖျားပြည့်စလှုပ်ပေးပြီးသားဖြစ်ပေမဲ့လေကျမတို့အသက်တာထဲမှာမမြင်ရတဲ့ဟာဆိုတော့အဲ့ဒါကိုသိပြီးတော့အဲ့ဒါကြောင့်မနက်ကိုအခွင့်မပေးနဲ့လို့ဖျားပြောတာလေနော်အဲ့ဒါကြောင့်ကျမတို့တွေပါလေအဲ့ဒီတရားယေရှုလှုပ်ပေးတဲ့အရာတွေကိုသိပြီးတော့နေ့ရက်စဉ်တိုင်းမှာ it is the finish ပြတာခဏစိတ်ဝင်ရတဲ့ဖျားလှုပ်ပေးတဲ့အရာကိုနေ့တိုင်းဝန်ခံပြီးတော့လှုပ်ဆောင်သွားဖို့ဖျားလို့ရှိတယ်အာမင်ဆိုတော့အဲ့ဒါအမြဲတမ်းယေရှုကိုချီးမွမ်းမယ်ပြီးတော့ဖျားတောင်းဆိုတာရှိသေးတယ်ယေရှုကိုချီးမွမ်းခိုင်းတယ်ပြီးတော့နောက်တစ်ခုကလူဖျားသူ့ရှေ့မှာအမြဲတမ်းကိုနှိတ်ချစေခြင်းတယ်ဥမာလေလူချင်းတော်မှာကိုကူညီနေတဲ့လူစပွန်ဆာတွေပါတွေကျမတို့ refugee တွေရောက်လာတဲ့လူတွေဆိုစပွန်ဆာတွေရှိရလေသူတို့ကိုကူညီတဲ့လူတော်မှာသူ့ရှေ့မှာဟာကွာဘာညာအဲ့လိုမျိုးမလုပ်ဘူးလေပြောချင်တာသူ့ရှေ့မှာနှိတ်ချတယ်နော်ဆိုတော့ဖခင်ကအရာခတိုင်းကသူ့အဖြစ်တဲ့အရာဖြစ်တဲ့အတွက်သူကလည်းဗာလေဟိုရှေ66မှာလေးရေးထားတယ်မိတ်ခါမှာလေးရေးထားတယ်အချင်းလူမိတ်ခါမှာဗာပြောစားချင်းလူငါနိကိုဘာတောင်းလို့လဲတဲ့ကောင်းတော်လားတွေငါပြပြီးငါရှေ့မှာဗာလေကယူနာတယောက်နှစ်သက်ပြီးတော့ငါရှေ့မှာကိုနှိတ်ချနေချင်းမှာတပါငါဘာတောင်းလို့လဲတဲ့ပြောချင်တာဖခင်တောင်းနေတာကသူကနှိတ်ချသူရှေ့မှာဗာလေကျမတို့နှိတ်ချဖို့အလိုရှိတယ်လှုပ်ပေးပြီးသားအခုကဖခင်လှုပ်တာမဟုတ်ဘဲနဲ့ကိုကအခွင့်ပေးလို့သူလှုပ်ပေးပြီးသားကိုကျမတို့ကမသိလို့ခံနေရတာဥပမာဖခင်ကသူရှေ့မှာကျမတို့နှိတ်ချခိုင်းတယ်နှိတ်မချဘဲနဲ့ဘယ်လိုပြောမာနတွေထောင်လွှားတဲ့အခါမှာယန်သူကအခွင့်ရပြီးတော့သူလှုပ်ပေးတဲ့မင်္ဂလာတွေကျမတို့ကရှုံးတာဖြစ်တယ်အဲ့ဒါတွေကိုသိပြီးတော့ကိုကလေးရလေအော်ကိုရောအသွေးတော်နဲ့ကျမကိုခွင့်လွတ်တယ်ဖြစ်တဲ့အတွက်ကျေးဇူးကိုရှေ့မှာကိုနှိတ်ချပါတယ်ဆိုတော့ဝိညာဉ်တော်ဖခင်ကိုဖခင်ရှေ့မှာနှိတ်ချခြင်းနဲ့ဝိညာဉ်တော်ဖခင်ကိုအခွင့်ပေးပြီးတော့ကျမတို့သွားလာခြင်းပြီးနေ့ရက်စဉ်တိုင်းမှာသူနဲ့မိတ်တဟာရအော်ပြီးတော့ရှိသေးတယ်သူနဲ့အကျွမ်းဝင်တာကိုသူကလိုချင်တာကျွန်တော်ကပြော it is a finished it is finished အမှုပြီးပြီအာမင်ဆိုတော့ယေရှုကကျမတို့ကိုခရစ်တော်၌ရှိတဲ့အားလုံးချမ်းသာတဲ့လူတွေဖြစ်တယ်အာမင်ဆိုရင်ဟုတ်တယ်ကိုရောပြောတဲ့အတွက်ကျွန်တော်ကချမ်းသာတယ်ကျွန်မချမ်းသာတယ် thank you Jesus ချိန်ချင်းအမလားသူပြပြငါနဲ့ငါမိသားစုကျမတို့ကချိန်ချင်းအမလားငါတို့နဲ့မဆိုင်ဘူးအာမင်သင်ကလွတ်မြောက်တော့သူဖြစ်တယ်လို့ပြောတယ်
အာမင်ရှင်ပေါလုကိုယ်တိုင်ပြောတယ်လေဒါပေမဲ့အဲ့ဒီလွတ်ချင်းကိုဇာတိအတွက်ငါအပါညာအဲ့ဒါအတုံးမပြူနေတဲ့ကိုလွတ်မြောက်တယ်လို့ပဲကိုရဲ့အသက်တာမှာကိုဘေးပေါင်းချင်မှာရှိရလူတွေရောလေမြတ်တာပြပြီးတော့အဲ့ဒီလွတ်မြောက်ခြင်းကိုဝေမျှပါလို့ရှင်ပေါလုကကျမတို့မှာထားတယ်ဆိုတော့ယေရှုအဖြစ်ကျမတို့ကလွတ်မြောက်တဲ့သူတွေဖြစ်တဲ့အာမင်နိပေါင်းများစွာအဲ့ဒါနှုတ်လက္ခဏာတွေရှောက်ဟိုကြီးကတော်တော်များတယ်အဲ့ဒါကိုအဲ့ဒီနှုတ်ပတ်တော်နဲ့ပြန်ဖြောမှာအာမင်အာမင်ဆိုတော့နေ့ရက်စီတိုင်းမှာအဲ့ဒါကိုသိပြီးတော့ဘုရားလှုပ်ပေးပြီးသားအရာတွေကိုကြွေးကြုံခံပြီးတော့ကျမတို့အသက်တာချင်းနဲ့အဲ့ဒါကြောင့်ဘုရားကငါရဲ့တက်တဲ့သူတက်တဲ့သူလှုပ်ပေးတဲ့အရာတွေကိုကျမတို့အသက်တာထက်ကနေတက်တဲ့ထင်ရှားစေခြင်းနဲ့ဘုရားဖြစ်တယ်အာမင်အဲ့ဒီမင်္ဂလာတွေကိုကိုရောဂျေဇုတော်ချီးမွမ်းနေနေကျမတို့ရယူသိပ်ပိုင်းမှာဖြစ်ပါတယ်အာမင်